မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါရမယ်။ကမ္ဘာစံချိန်တင်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယို8000ပြည့်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့ကြာရောက်မဲ့လူမှုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းကနေမွေးနေ့ဆုတောင်းဗီဒီယိုပေါင်း8000ပြည့်သွားပြီလို့ကမ်ပိန်းတရားဝင်စာမျက်နှာကနေပြီးတော့ထုတ်ပြန်ပါတယ်။အမေမွေးနေ့မတိုင်ခင်တရက်လုံးမှာမွေးနေ့ဆုတောင်း8000ပြည့်သွားပါပြီ။ပါဝင်ဆုတောင်းပေးသူတွေအားလုံးနဲ့ဆုတောင်းတွေကိုရရှိအောင်ကူညီပေးကြသူတွေအားလုံးကိုခင်နဲ့ကမ်ပိန်းပြညောက်ရေးကော်မတီကကျေးဇူးအထူးတင်ရှိပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်ပေါင်း8000နဲ့ကမ္ဘာမှာအရေးအတွက်အများဆုံးဂိမ်းနည်းစံချိန်တင်မှုရည်ရွယ်ထားတာဖြစ်ပြီးဗီဒီယိုတွေကမွေးနေ့ရက်ဖြစ်တဲ့ဇွန်လ19ရက်ညပိုင်းထိပေးပို့နိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူလူကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများဂါရီယန်သတင်းဌာနသို့ပေါက်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရားခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူလူကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများဂါရီယန်သတင်းဌာနသို့ပြည်သူ့ရင်ဝင်အဖွဲ့မှတဆင့်ပေါက်ကြားလာကြောင်းအဆိုပါသတင်းဌာနကသတင်းဖော်ပြပါရယ်စစ်ကောင်စီရဲ့တရားခွင်အတွင်းဒေါအောင်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကိုဂါရီယန်ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်မှာမတရားဖမ်းဆီးခံခဲ့ရတဲ့အရက်သားကောင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိမ့်တစောင်းဖော်ပြထားပါတယ်။ဂါရီယန်ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုများမှာ2022ခုနှစ်ဩဂတ်လနဲ့ဒီဇင်ဘာလတွင်းမှာဖြစ်ပြီးတော့သမရဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရားခွင်မှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းများကိုပြသထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အကျဉ်းထောင်တွင်နေ့စဉ်နေထိုင်မှုမှတ်တမ်းများတွင်သူမတနေ့တာမှာနနက်4:30မိနစ်အချိန်မှစတင်ကည8:30မိနစ်တွင်ပြီးဆုံးတယ်လို့ဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကမနက်တိုင်းတနာရီကျော်တရားထိုင်ပြီးညနေတိုင်း၄ချိန်ခန့်ဖြင့်အခန်းတွင်လမ်းလျှောက်ကြောင်းနေ့စဉ်ပရိစိတ်ကြောင်းသိရပါတယ်။မှတ်တမ်းတစ်ခုမှာနေ့လယ်စာအဖြစ်ထမင်းနဲ့စွန်ကြက်သားငါးသားလုံးဟင်းကျိုချောကလက်2ခုငကမောက်သီးအနှဲငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်ဒေါအောင်ဆန်းစုကြည်ကအစားနေပြီးနနက်စာအတွက်ကြက်ဥကျော်နေ့လယ်စာအတွက်ထမင်းနဲ့ငယ်နဲ့အသားငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်းမုံစားကြောင်းရေးသားထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကဆီယနာသိန်းချင်း2021ခုနှစ်မှစစ်တပ်ကထုတ်ဝေနေသောသတင်းစာများကိုဖတ်ရှုနေရကြောင်းသိရှိရပါတယ်။2024ခုနှစ်အစောပိုင်းဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရတဲ့အကျဉ်းဦးစီးဌာနသတင်းရှင်မြစ်ကသူမရဲ့အတန်နဲ့လမ်းလျှောက်ပုံကတော့မပြောင်းလဲပါဘူး။သူမစပင်မှာပန်းပန်တာမရှိတော့ဘူးလို့ပြောဆိုထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဆီယနာရှင်ကိုစမ်းကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆီယနာရှင်ကိုစမ်းကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲသောအမိန့်စာများကိုစစ်တပ်ရဲ့ Telegram Channel များမှတဆင့်ယနေ့ဖြန့်ဝေသတင်းထုတ်ပြန်ထားပါတယ်။ယနေ့နနက်10:00ဝန်းကျင်မှစတင်၍စစ်တပ်ရဲ့ Telegram Channel များအားလုံးမှာစစ်ကောင်စီကိုစမ်းကျင်တော်လှန်ရင်းပြည်ပနိုင်ငံများသို့ရောက်ရှိနေသောရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင်73ဦးကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်မှရက်စဲတဲ့ထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းရင်းထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်ချက်များပြုလုပ်ခဲ့ကြသဖြင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှ69အရာဖွဲ့စည်းတဲ့ဗဟိုဖွဲ့ကပုံမှ68ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှ16နဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင်73ဦးကိုနိုင်ငံသားဖြစ်မှရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့နိုင်ငံသားဖြစ်မှရက်စဲလိုက်တဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အနုပညာရှင်73ဦးမှာအဆိုတော်ဖြူဖြူကျော်သိန်းဒါရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒါရိုက်တာကိုပေါခေါ်အောင်မင်းနိုင်အဆိုတော်လင်းလင်းခေါ်ထွေလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြငိမ့်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်းဖြိုးသူအနုပညာရှင်မြတ်နိုးအေးအဆိုတော်အာဇာနည်ခေါ်စာနီမျိုးညွန့်အနုပညာရှင်ခါရာရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေလွင်အဆိုတော်ဝင်းနိုင်ဆိုဒါရိုက်တာပြည်ဟိန်းတီဟာသရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရပါတယ်2022ခုနှစ်တွင်လည်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးများပါဝင်တော်လှန်ရေးအတွက်ပါဝင်နေသူများကိုနိုင်ငံသားဖြစ်ရက်စဲကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရတပိတ်ကောင်ဆောင်ကိုဝေမိုးနိုင်နဲ့နိုင်ကျင်းတချို့စေကူတောင်းခွင့်မရဘဲနဲ့တိုက်ပိတ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံရတပိတ်ကောင်ဆောင်မုံရတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌကိုဝေမိုးနိုင်ပါဝင်နိုင်ငံရေးအကျဉ်းသားတချို့ကအိုးဖို့ထောင်မှာစေကူတောင်းခွင့်မရဘဲတိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN မှသိရပါတယ်။
ကျွန်တော်သိသလောက်တော့အရိုက်ခံရတဲ့ဟာတွေကတော့တိုက်ပိတ်ခံရတယ်။ကိုဝေမိုးနိုင်တို့တိုက်ပိတ်ခံရတယ်။စေဝါဆောင်ရှောက်မှုကငကိုကလေးကောက်ရည်ရွယ်ချက်ရှိရှိရိုက်ထားတာဖြစ်တဲ့အတွက်တော့စေယုံတွေမှာစေဝါကူတာမှုပေးတယ်ဆိုတဲ့အခြေအနေမျိုးတော့ကျွန်တော်သိပြီးတော့မကြားရဘူး။အားလုံးကိုတိုက်ထဲကိုပို့တဲ့သူနဲ့အဆောင်တွေကိုခွဲထားတဲ့သူနဲ့ဒီလိုအခြေအနေမျိုးတော့ကျွန်တော်တို့နားလည်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့တာဝန်ခံကိုသက်ထွန်းကပြောပါရယ်။လက်ရှိမှာတိုက်ပိတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားဦးရေမှာဆယ်ကနန်းဝန်းကျင်သာဖြစ်ပြီးအသေးစိတ်ကိုတော့မသိရှိရသေးကဆက်လက်စုံစမ်းနေကြောင်းလည်း၎င်းကဆိုပါရယ်။မုံရတပိတ်ဦးဆောင်သူတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနာမည်ကြီးပုဂ္ဂိုလ်တွေပြီးရင်အရင်ကျင်းထောင်မှာထောင်အာဏာပိုင်တွေနဲ့ပတ်သက်လာရင်အမြဲတမ်းရှေ့တန်းထွက်ခဲ့တဲ့သူတွေထောင်နှင်းတပိတ်လှုပ်ရှားတဲ့သူတွေဒီလိုသူတွေကိုရွေးချယ်ပြီးတော့ပို့ပါတယ်လို့တိုက်ပိတ်ခံရတဲ့သူများနဲ့ပတ်သက်ပြီးတော့ကိုတိုက်ထွန်းဦးကဆိုပါရယ်မုံရတပိတ်ကောင်ဆောင်ကိုဝေမိုးနိုင်ပါဝင်နိုင်ငံရေးအကျဉ်းသား200ဝန်းကျင်ကိုဇွန်လ12ရက်နေ့နက်9နာရီဝန်းကျင်ကမုံရအကျဉ်းထောင်မှထွက်ခွာလာပြီးနေ့လယ်12နာရီဝန်းကျင်တွင်အိုးဘိုအကျဉ်းထောင်မန္တလေးသို့ရောက်ရှိခဲ့ရာအကျဉ်းထောင်ဝင်ဝါတွင်အကြောင်းပြချက်မရှိရိုက်နှက်ခြင်းခံခဲ့ရပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း29,289ဦးရှိပြီးထိုထဲမှ22,134ဦးထိန်းသိမ်းခံထားရကထိန်းသိမ်းခံနေရသူတွေနဲ့1,849ဦးကထောင်ဒဏ်များချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့ဇွန်19ရက်နေ့အစီအများရသိရပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့နောက်ကျုံမှာစစ်တပ်ကဟောင်ဝင်စာလက်နက်ကြီးနဲ့ပြည်သူတွေနေထိုင်တဲ့ရက်ကွက်များသို့ဥတီပစ်ခတ်မှုနေအိမ်များတိမှန်ပျက်စီးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နောက်ကျုံမျိုးပြည်သူများနေထိုင်တဲ့ရက်ကွက်များသို့စစ်ကောင်စီတပ်ကဟောင်ဝင်စာလက်နက်ကြီးနဲ့ဥတီပစ်ခတ်တဲ့ဖြင့်နေအိမ်များတိမှန်ပျက်စီးသွားကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။တောင်ပြည်တမဟာ3နယ်မြေနောက်ကျုံမျိုးမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်မှဟောင်ဝင်စာဖြင့်လက်နက်ကြီး9လုံးပစ်ခတ်တိုက်ခိုက်သောကြောင့်နေအိမ်နှလုံးထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။ဇွန်လ16ရက်နေ့ညနေ9:08မိနစ်ချိန်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ဟောင်ဝင်စာလက်နက်ကြီး9လုံးမှာဘူတာရက်ကွက်ဘက်တွင်3လုံးကြားရောက်ပောက်ကွဲပြီးကျန်နှလုံးမှာကြောက်ကူဖုန်ကြီးကျောင်းအောက်ဘက်တော်တွင်ကြားရောက်ပောက်ကွဲသွားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ဇွန်လ16ရက်နေ့အုံမတီနဲ့ရေမောင်းတန်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့တောင်တက်မတော် TNL တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲဒီတိုက်ပွဲတွင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး9လုံးနဲ့ဒရုန်းဖြင့်ဘုံ26လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဇွန်လ1လလုံးအပြည့်ခတ်ရစရေးကြီးညာထားပေမဲ့နောင်ချုံမြို့သို့ဦးတည်၍တောင်ကမ်းဒေသကန်ကြီးကျေးရွာဘက်မှ၎င်းပြည်ဦးလင်ဗန်းမွေဘက်မှ၎င်းတောင်ကမ်းဒေသနောင်ချိုဤဘက်ပိုင်းမှ၎င်းစစ်ကြောင်းများကိုအင်အားဖြင့်ထိုးစစ်ဆင်ရရှိကြောင်းဒေသသတင်းရှင်များကဆိုပါရယ်ထို့ပြင်စစ်တပ်က TNL သိမ်းပိုက်ထားတဲ့မြို့နယ်များသို့စစ်ကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေရာဇွန်လ16ရက်ညနေ4:00နာရီခွဲကျော်ချိန်တိုင်းလျင်များနဲ့နံပါတ်2ကုတ်ခိုင်မြို့နယ်အဆက်ရှိမန်စာကျေးရွာအနီးသို့ဘုံကျင်းတိုက်ခိုက်ခဲ့ကြောင်းသတင်းမှဖော်ပြထားပါရယ်ဟုတ်ကဲ့ပါဒါတော့ဒီမုံမြမနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်စဉ်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်